တင်ကဖြန်တကောင်ရဲ့မိကိုလက်နဲ့ထိပြီးစလိုက်မယ်ဆိုရင်သူတို့ကရှက်ကိုရှက်ကန်နဲ့ခြေထောက်တူတူလေးတွေကိုမြောက်ပြီးတားဆီးဖို့ကြိုးစားပါလိမ့်မယ်ဒါပေမဲ့လို့သူတို့ရဲ့ခြေထောက်တွေကအရန်တူလုံးနေတော့နောက်ပြန်လှည့်ကြည့်ပြီးတင်းကိုမလုပ်ဖို့အတွက်ပဲတောင်းပန်ရုံပဲတက်နိုင်ကြပါတယ်တကယ်တော့ဖြန်လေးတွေရဲ့မိဆိုတော့အလှပအောင်တက်ပဲမဟုတ်ပါဘူးသူတို့ကရေထဲမှာမတ်တက်ရတဲ့အခါမှာအမိကခန္ဓာကိုယ်ကိုငြိမ်တော့အောင်ထိန်းပေးပါတယ်ပြီးတော့ခန္ဓာကိုယ်အပူချိန်ကိုထိန်းညှိပေးတဲ့နေရာမှာလည်းအမိကအဓိကကျပါတယ်နောက်တစ်ခုကဖြန်တွေကသူတို့ရဲ့ဘိုက်ကိုဘာလို့တဖြန်းဖြန်းမြည်အောင်ရိုက်ကြတာလဲအထူးသဖြင့်ရွယ်ရောက်ပြီးဝဝကိတ်ကိတ်ဖြန်ကြီးတွေမှာဒီချက်ကိုပို့ပြီးတွေ့ရပါတယ်သူတို့ရဲ့လက်တွေကတူနေလို့ဘိုက်ပဲရောက်တာလို့တင်ထင်တော့မှားလာပါလိမ့်မယ်တကယ်တော့ဒါငါခန္ဓာကိုယ်ကဘလောက်တောင်းလဲဆိုပြီးကြွားဝါနေကြတာပါဘိုက်မှာအစီရွှဲလေးလေးရိုက်လိုက်တဲ့အတန်ကပို့ပြီးကျယ်လေးလေးပါပဲအတန်ကျယ်ကျယ်ထွက်ရင်ဖြန်တွေကပို့ပြီးပျော်ကြပါတယ်သူတို့ရဲ့လောကမှာတော့ဘိုက်ရွှဲလေးလေးပို့ပြီးတော့ကျမ်းမာတဲ့လူကြီးကျွန်းဖြန်ကြီးလို့တတ်မှတ်ကြလေးလေးပါပဲဖြန်ပေါက်ဆက်လေးတွေကတော့ချစ်ဖို့ရန်ကောင်းတို့ဓတိလည်းရမ်းကြည့်ကြပါတယ်သူတို့အနောက်ကိုကတ်တွားလိုက်ရင်ခွေးပေါက်လေးတွေလိုဟောင်ပြီးတော့ဓတိပေးတတ်ကြပါတယ်ဒါပေမဲ့လို့အရွယ်ရောက်ပြီးတော့ဖြန်ကြီးတွေကတော့အေးဆေးဆေးပါပဲတင်ကသူတို့ရဲ့ဘိုက်ကိုတွားထီလိုက်ရင်စစ်ပတ်ထက်ပိုတဲ့18ပတ်လောက်ကိုထုတ်ပြီးပြပါလိမ့်မယ်တကယ်လို့တင်ကသူတို့ကိုအဖက်မလုပ်ဘူးဆိုလို့ရှိရင်တော့တင်းရဲ့အာယုံစိုက်မှုကိုရဖို့အတွက်ကလေးတွေလိုမျိုးအော်ဟစ်ပြီးပူဇော်တတ်ကြပါသေးတယ်